ဒီနေ့မှာတော့လက်ရှိမြန်မာစီးပွားရေးနဲ့လုံသားတွေအပေါ်အကြီးအကျယ်ရိုက်ခတ်နေတဲ့အကျက်အတဲတွေရဲ့အကြောင်းဆွေးနွေးသွားပါမယ် စဉ်းစားကြည့်ပါအလောက်ကင်မောင်း1,600 တန်းလောက်ဆုံးရှုံးထားတာဟာပြည်သူတွေအတွက်တော့တကယ့်ကိုအထိနာစေတဲ့ကိစ္စရဲ့ကြီးပါ ဒီနေရာမှာစိတ်ဝင်စားစရာကောင်းတာကတော့မြန်မာအလုပ်သမားလှုပ်ရှားမှုတွေမှာကြီးမားခိုင်မာတဲ့သမိုင်းကြောင်းအစဉ်အလာတွေရှိနေတာပါပဲ လက်ရှိမှာလေ City Run တမကအနေနဲ့စစ်ကောင်စီကိုစီးပွားရေးအရာအလုံးစုံပိတ်ဆို့အရေးယူဖို့တိတိကျကျတောင်းဆိုထားတာတွေ့ရပါတယ်။တမကဥက္ကဋ္ဌရဲ့အဆိုအရဆိုရင်2020ခုနှစ်နောက်ပိုင်းမှာတင်အဖွဲ့ဝင်118ဦးထိဖမ်းဆီးခံခဲ့ရတယ်လို့သိရပါတယ်။အဓိကကတော့အလုသမားလူရှာမှုတွေဟာအခုလိုပြင်းထန်လွန်းတဲ့နိုင်ငံရေးဖိအားတွေနဲ့ဖိနှိပ်မှုတွေကိုအကြီးအကျယ်ရင်ဆိုင်နေရတာမှာပဲ။ ဒီနိုင်ငံရေးကြက်တွေကြောင့်ပဲလူပေါင်း25တန်းလောက်ဆင်းရဲမွဲတေမှုနဲ့ရင်ဆိုင်နေရပြီလို့ UNDP ကခန့်မှန်းထားပါတယ်။ဒါပေမဲ့နိုင်ငံကြီးအကျက်အတဲလောက်နဲ့တင်ပြီးမတော့ပါဘူး။ကမ္ဘာ့ဘဏ်ကထုတ်ပြန်ထားတဲ့စီးပွားရေးချက်လက်တီကိုပါစက်ကြည့်လိုက်ကြရအောင်။2025အောက်တိုဘာလအချက်လက်တွေအရလုပ်ငန်းတွေဟာသူတို့ရဲ့ပြန်ပြဆွမ်းဆောင်ရဲ့87%လောက်နဲ့ပဲလက်ပတ်နေရတာမှာဘာလို့ဒီလောက်တောင်ကျဆင်းသွားရတာလဲဆိုရင်2025မလတုန်းကလှုပ်ခတ်ခဲ့တဲ့ပြင်းထန်တဲ့ငလျင်တန်းကြောင်းပါပဲ။ရုပ်ပိုင်းဆိုင်ရာပျက်စီးမှုတွေကတော်တော်ကြီးပါတယ်။လုပ်ငန်းပေါင်း30%လောက်ဟာလုပ်ငန်းလက်ပတ်မှုကိုတိုက်ရိုက်ထိခိုက်သွားခဲ့ပါတယ်။စက်တင်ဘာလရောက်တဲ့အထိတောင်ထိခိုက်ခဲ့တဲ့လုပ်ငန်းတွေရဲ့45%လောက်ပဲငရက်မတိုင်ခင်အနေချားကိုပြန်ရောက်နိုင်ပါသေးတယ်။စပီးရုံးကန်တွေရဆက်လုပ်ငန်းတွေရဲ့အထက်ဝက်လောက်ကလည်းဘယ်တော့ပြန်လဲနာလန်ထူနိုင်မလဲဆိုတာလုံးဝကိုမသိထားသေးတဲ့အခြေအနေပါပစ္စည်းမှုတွေကိုပြုပြင်ရတဲ့စီကလုပ်ငန်းတွေရဲ့တစ်နှစ်စာရောင်းရငွေစုစုပေါင်းရဲ့16%လောက်အထိရှိနေပါတယ်။ဒါအပြင်လုပ်ငန်း64%လောက်ကမြေပြတ်တဲ့တန်ကိုပါခံရတာကြောင့်လစဉ်ဝင်ငွေ15%လောက်ထပ်ဆုံးရှုံးနေပြန်ပါတယ်။ဒီလိုပျက်စီးမှုတွေကြောင့်ကုန်စည်စည်းစိမ်မှုပါပြတ်တောက်သွားပြီးပြန်ရုန်းကန်နေရတဲ့လုပ်ငန်းတွေအတွက်သွင်းအားစုစည်းရိတ်တွေအဆမတန်မြင့်တက်လာပါတယ်။စိတ်ဝင်စားစရာကဆောက်လုပ်ရေးကန်တာမှာဆိုရင်ကုန်ကျစရိတ်ချက်ပေးကင်းလုံခြုံရေးနဲ့ကြန့်ခိုင်ရေးကိုပိုပြီးဦးစားပေးလာကြတာတွေ့ရပါတယ်။အစိုးရဘက်ကလည်းတေယူပိုဆောင်ရေးထက်စာတင်ကြောင်းတွေနဲ့အစိုးရအဆောက်အုံတွေပြုပြင်ရေးကိုပိုပြီးအဓိကထားလှုံ့ဆော်လာပါတယ်။နောက်ထပ်အခက်အခဲကတော့စစ်မှုထမ်းဥပဒေနဲ့ပဋိပက္ခတွေကြောင့်ဝန်ထမ်းအလုပ်ထွက်နှုန်း14%လောက်အထိတက်လာတာပါပဲ။ဆိုတော့ကအလုပ်သမားတွေဟာဒီလိုကြီးမားတဲ့နိုင်ငံရေးဖိနှိပ်မှုတွေနဲ့လုပ်ငန်းပိုင်ဆိုင်ရာတဘာဝပေးဖိအားတွေကြမှာအတော်လေးညှက်ပိတ်ခံနေရတာပါ။ဒါဆိုရင်ဒီလိုနိုင်ငံရေးနဲ့တဘာဝပေးတဲ့ကြားထဲမှာပိတ်မိနေတဲ့လုပ်သားအင်အားတွေဘယ်လိုများရှေ့ဆက်ရပ်တည်နိုင်မလဲဆိုတာကတော့အတော်လေးကိုစဉ်းစားကြပါပဲဗျာ။